အားလုံးပဲမင်္ဂလာဒီနေ့ဗီဒီယိုမှာကျွန်တော်ငငယ်ကဆော့ခဲ့ကြတဲ့တချို့လူတွေဆော့ခဲ့သူရှိမှာနော်မဆော့ခဲ့သူလည်းရှိမှတရားပဲဒီနေ့အားလုံးမမိကြမှထင်တာပါပဲကျွန်တော်ဥပဒေရေးဆိုမှမိရတယ်ဒီကိန်းကိုဒါတော့ကျွန်တော်ငငယ်ဟောဆိုကတခုကိန်းပေါ့နော်ပြောရင် GTA အတူပုံစံမျိုးကျွန်တော်ဆော့ရဆိုပါတယ်ဒီမှာကားတွေလိုက်ခိုးလို့ရတယ်ဒီမှာရှိမှကျွန်တော်ပြန်ကားခိုးပြမယ်နော်လူပါပြလူမလူနိုင်ဒီနဲ့ပုံစံပဲပြတော့ခိုးလုံရတဲ့ကျွန်တော်ရေလေးရထွက်တာဆိုတော့ကြာဒီကင်းရောက်တော့ရှောင်းတဲ့ဟာတွေနော်ကျော်ဖို့ request တူတယ်လို့ပြောတယ်။ profile ခံရမှာမသိဘူး။ Yes, you have all the andဒီရမှာတော့တက်ရှင်နေရပြီသူကဒီရန်သူတွေပြရမှာခေါင်းရအဲ့တော့easy with secret item နဲ့ခေါင်းလာတဲ့ဒီခေါင်းလာပြီးနေတာWe've done now. Yeah. I want to look at our machine now. Out there with Nino don't feel like. Oh my god. The only original easy boy. Easy. Can I get to okay. Yeah, my drone.ကျွန်တော်ကားလေးလည်းပြင်ရပြီဆိုတော့ကျွန်တော်ကားရင်အခုမှပြောင်းသွားပြီဖြစ်ပါတယ်ဒါကျွန်တော်အရင်ကဆော့ခဲ့တဲ့မျိုးလေးပတ်ပြောင်းပြီးတော့တစ်ခုလုံးတော့ပတ်လို့မရသေးဘူးဒီနောက်ပတ်ဝန်းကျင်ပတ်လို့ရမယ်ကန့်ချူအရင်ကတော့ကျွန်တော်နဲ့အဲ့စပ်နေလို့ဘာလို့ဆိုလဲRishi. Oh, yeah, Louis. Gonna make it. Learning was a totally. Jadi aku belum tahu. Okay, ini video tahu. Jangan follow ai mẹ rồi lâu này vậy. Này xong rồi jangan follow ai ngã sẽ đâu bị anh chị này vậy phải không? Chú ai jangan subscribe ai ngã sẽ đâu yêu chị đâu nữa. Aja jangan follow link này bây giờ ba. Bây giờ chỉ đâu mà này jangan
follow နေပြီပေါ့အားလုံး bye bye